စီယုတ်ဟာသူ့ရဲ့ဇိမ်ခံကားနားမှာရပ်နေခဲ့ပါတယ်။ရုတ်တရက်သူ့ရဲ့ဇနီးတစ်လေးကလျှက်စစ်စက်ကူတာစီးပြီးသူ့စီကိုလာနေတာမြင်လိုက်ရပါတယ်။သူကပုံနေလိုက်ရင်သူဟာဘီလီယံနာတယောက်ဖြစ်တယ်ဆိုတဲ့အရှိကိုဖုံးကွယ်ထားနိုင်မယ်လို့ထင်ခဲ့ပါတယ်။ဒါပေမဲ့သူပုံကိုမုန်းလိုက်တဲ့အချိန်မှာပဲဇနီးဖြစ်သူရဲ့စကူတာဘရိတ်ပေါက်သွားပြီးကားကိုဝင်တိုက်မိပါတယ်။ကားထဲကနေတက်တော်ဆောင်တွေထွက်လာပြီးအခြေအနေကိုစစ်ဆေးပါတယ်။ဇနီးဖြစ်သူကကားပျက်စီးမှုကိုရော်ကြေးပေးဖို့ပြောတော့မယ့်အချိန်မှာကားထဲမှာပုံနေတဲ့ခင်ပွန်းဖြစ်သူကိုမြင်သွားပါတယ်။တပုံးနေတာကိုမြင်တော့သူမကအားရပါရရင်မောလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူမရဲ့ခင်ပွန်းကသူမရှိမှအမြဲတမ်းစည်ရဲသားဟန်ဆောင်နေလို့ပါ။တက်တော်ဆောင်တွေတားတာကိုဂရုမစိုက်ပဲသူမကကားတကားကိုဖွင့်ပြီးစီယိုကိုဆွဲထုတ်လိုက်ပါတယ်။စီယိုကသူ့ရဲ့ဇနီးဟာငွေမက်တဲ့သူဟုတ်မဟုတ်စမ်းသပ်ဖို့အတွက်သူ့ရဲ့တကယ်အရှိကိုဖုံးကွယ်ထားတာပါ။ဒါတွေအားလုံးဟာလွန်ခဲ့တဲ့3ရက်ကစတင်ခဲ့တာဖြစ်ပါတယ်။မျိုးသမီးကလမ်းဘေးမှာကလေးမလေးတယောက်ကိုကယ်တင်ခဲ့ပါတယ်။သူမကကလေးမလေးကိုကြည့်နေတော့မှပဲအကိုဖြစ်သူကပြေးလာပါတယ်။မျိုးသမီးကဒီကလေး2ယောက်အပေါ်ထူးထူးခြားခြားတန်ရောစင်ဖြစ်သွားပါတယ်။ကောင်လေးကဖုန်းတစ်လုံးထုတ်ပေးပြီးအဖေဖြစ်သူစီဖုန်းဆက်ခိုင်းပါတယ်။ဖုန်းဆက်တဲ့အခါကလေးတွေသူမနဲ့အတူရှိနေကြောင်းပြောပြပါတယ်။ဒါကိုကြားတော့စီယောက်ကကလေးတွေပြန်ပေးဆွဲခံရပြီလို့ထင်သွားပါတယ်။သူကလူတွေနဲ့အတူငွေတွေအပြည့်ထည့်ထားတဲ့လက်ဆွဲတစ်တာကိုယူပြီးချက်ချင်းရောက်လာပါတယ်။မျိုးသမီးကဒီငွေတွေဟာကျေးဇူးတင်တဲ့အနေနဲ့ပေးတာလို့ထင်ခဲ့ပေမဲ့နောက်တစ်ခဏမှပဲအိမ်ဖော်ဖြစ်သူကသူမကိုရဲစခန်းပို့လိုက်ပါတယ်။စီယောရောက်လာပြီးတားဖြစ်သူကိုထပ်ပြီးစုပူပါတယ်။တားဖြစ်သူကသူတို့အမေကိုလိုက်ရှာနေတာလို့ရှင်းပြပါတယ်။အဲ့ဒီအချိန်မှာကလေးမလေးကငိုပါတော့တယ်။စီယာကသူမကိုတယောက်ကနာကျင်အောင်လုပ်သလားလို့မေးပေမဲ့တားဖြစ်သူကဒီမျိုးသမီးကပဲသူတို့ကိုကယ်တင်ခဲ့တာလို့ပြောပြပါတယ်။သူမျိုးသမီးအပေါ်အထင်လွဲခင်မှန်းတည်သွားတဲ့အတွက်စီယိုကိုယ်တိုင်ရဲစခန်းကိုတောင်းပန်ဖို့သွားခဲ့ပါတယ်။ဒါပေမဲ့သူမရောက်ခင်မှာပဲမျိုးသမီးစီကိုသူမရဲ့ဒေါ်လေးစီကဖုန်းလာပါတယ်။ဒေါ်လေးကသူမကိုအတင်းကျပ်လက်ထပ်ခိုင်းဖို့ဖိအားပေးနေတာပါ။ဒေါ်လေးကသူမကိုလက်ထပ်ပေးပြီးဒေါ်လာ3သိန်းတောင်းချင်နေတာဖြစ်ပါတယ်။မျိုးသမီးကစိတ်ပြက်ပြီးဖုန်းချလိုက်ပါတယ်။စီယိုရဲ့သားကအမျိုးသမီးကိုသူတို့အဖေပေါ်စိတ်ဆိုးနေသလားလို့မေးပါတယ်။စိတ်ဆိုးနေရင်အဖေဖြစ်သူကကျေးဇူးဆက်လိုက်မယ်လို့ပြောပါတယ်။စီယိုကသူ့ရဲ့အရှက်ကြောက်ကြီးတဲ့သမီးလေးတောင်မျိုးသမီးအပေါ်ရင်းနှီးနေတာကိုမြင်လိုက်ရပါတယ်။ကလေး2ယောက်စလုံးကသူမကိုအမေလို့ခေါ်ကြပြီးအဖေနဲ့လက်ထပ်ဖို့အကြံပေးကြပါတယ်။သူတို့အဖေကစိတ်တူတက်ပြီးအသက်ကြီးပေမဲ့သူတို့ကချစ်ဖို့ကောင်းလို့အဖေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးမယ်လို့ပြောပါတယ်။ဒေါ်လေးရဲ့အတင်းကျပ်လက်ထပ်ခိုင်းတာကနေလွတ်မြောက်ဖို့အမျိုးသမီးကစီယိုနဲ့လက်ထပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့စီယိုကသူ့ရဲ့တကယ်ရှိကိုဖုံးကွယ်ထားဆဲပါ။သူကအင်္ဂါနဲ့နေရကြောင်းအမေကိုပြုစုနေရပြီးကလေး2ယောက်ကိုကျွေးမွေးနေရကြောင်းပြောပါတယ်။တလဝင်ငွေကဒေါ်လာ3000ပဲရှိပြီးစပိန်နယ်ပဲအလုပ်သွားရတယ်လို့လိန်ပြောပါတယ်။မျိုးသမီးကဒါကိုလက်ခံနိုင်ရင်လက်ထပ်မယ်လို့သူကပြောပါတယ်။မျိုးသမီးကဇိမ်ခံကားနဲ့ငွေတွေအကြောင်းမေးတဲ့အခါစီယိုကကားကငှားထားတာဖြစ်ပြီးငွေတွေကလည်းချေးထားတာလို့ဖြေပါတယ်။သူကတခါတလေချမ်းသာတယ်လို့ဟန်ဆောင်တတ်တယ်လို့ပြောပါတယ်။ဒါပေမဲ့မျိုးသမီးကခက်ခဲတဲ့ဘဝကိုမငင်းဆန်ခဲ့ပါဘူး။သူမကဒေါ်လာ3သိန်းတောင်းဆိုခဲ့ပေမဲ့ဒါဟာသူမအတွက်အကျွေးတစ်ခုလိုပဲလို့မှတ်ယူထားပါတယ်။စီယိုကသူမဟာတကယ်ပဲငွေမက်တဲ့သူလို့ထင်သွားပါတယ်။ဒါပေမဲ့ကလေးတွေကအတင်းကျပ်လက်ထပ်ခိုင်းနေလို့စီကလက်ထပ်ဖို့သဘောတူလိုက်ရပါတယ်။ဒါပေမဲ့သူဟာစည်ရဲသားအဖြစ်ဟန်ဆောင်တာကိုဆက်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မျိုးသမီးကဒေါ်လေးအိမ်ကိုပစ္စည်းပြန်ယူဖို့သွားတဲ့အခါအမျိုးတွေကသူမကိုလှောင်ပြောင်ကြပါတယ်။သူမကဂယုမဆိုင်ပေမဲ့ပစ္စည်းတွေထုတ်ပိုးနေတော့အမေဖြစ်သူရဲ့ဓာတ်ပုံပြောင်းနေတာကိုသတိထားမိပါတယ်။အဲ့ဒီအချိန်မှာဖဲကစားနေတဲ့ဒေါ်လေးဖြစ်သူကထိတ်လန့်သွားပါတယ်။မျိုးသမီးကစပွဲအောက်ကိုကြည့်လိုက်တဲ့အခါအမေဖြစ်သူရဲ့ဓာတ်ပုံဟာစပွဲခြေထောက်အောက်ရောက်နေတာကိုမြင်လိုက်ရပါတယ်။ဒေါသထွက်သွားပြီးဖဲဝိုင်းတစ်ခုလုံးကိုမှောက်နှံပစ်လိုက်ပါတော့တယ်။